မြန်မာပြည်တွဲအားဖြစ်ရမည်စစ်ကြုံစနစ်ဆိုရိုက်ချိုးဖို့ကိုရေဆိုင်လို့အန်တူခဲ့တာမြန်မာပြည်ပွားတုံးတူတဝဲသားမဟုတ်မမှန်တဲ့လုံခြံဆက်တွဲမတရားပဲတဝဲသားရှိတဲ့ဗမတီဇာနီပွားတို့ပေါ်ထုံးခဲ့တဲ့ကျွန်တော်တို့တိုင်းပြည်မှာအာနာရှင်စနစ်ဆိုကြောင့်အပြစ်ဆိုးနဲ့ကြုံနေရစီသမိုင်းပေးတာခြေစီဖို့တွဲကောင်းကောင်းမခံလက်တော့ပြန်ကတဝဲတတိကပါတိစီရမည်ဒီမြေဟာငါတို့မြေဒီရေဟာငါတို့ရေဒီမြေဟာငါတို့မြေဒီရေဟာငါတို့ရေဒီမြေပေါက်ဒီရေတောက်လို့ဒီနိုင်ငံကြီးကြုံလာရင်ပေါင်းဝင်တင်ွယ်လို့ရင်တဝဲသက်တီပြကြရမည်သမိုင်းတစ်ခေတ်မှာမော်ကွန်းရည်မည်တဝဲဆိုတာမြမကုန်းဆုံး